ကားအစီးရေ90ကျော်ပါတဲ့ကုန်တင်ကားတန်းကြီးကိုဦးဆောင်ပြီးအမျိုးသားအဓိကလမ်းမကြီးဘေးကပြိုလဲလူနီးပါးဖြစ်နေတဲ့ဟိုတယ်တစ်ခုကိုအမျက်ထုတ်လို့ရမယ့်တဲခုခန်းတစ်ခုအဖြစ်ပြန်လည်အသက်သွင်းပေးခဲ့တယ်။ဒါပေမဲ့ဟိုတယ်ပိုင်ရှင်ကကျေးဇူးမသိပဲငါတို့လိုကုန်တင်ကားသမားတွေရဲ့ဒီဇယ်နဲ့စော်ရဲဆိုပြီးနှိမ်ချပြောဆိုကအခန်းခကိုနှစ်ဆတိုးကောက်တယ်။ပြီးတော့အနီးနားက Greenfield Resort ကလာစစ်ဆေးမဲ့အရာရှိတွေအတွက်အကောင်းစားခန်းတွေကိုဈေးချိုချိုနဲ့ကြိုတင်သိမ်းဆည်းပေးထားတယ်။အဲ့ဒါကိုကိုကတွားရောက်မေးမြန်းတော့သူတို့ကလည်းစံတော်ချိန်ခန်းတွေမှာပဲနေကြတာပဲ။အဲ့ဒီအရာရှိတွေကအိယာခင်းတွေတောင်မညစ်ပတ်စေပဲတညအိတ်သွားကြတာ။ငါတို့ရဲ့တန်ရှင်းရေးစရိတ်ကသူတို့ထက်ဆဲဆပိုကုန်တယ်။ခင်ဗျားတို့ငါတို့နဲ့မဆက်ဆံတာပဲကောင်းတယ်လို့ပြောတယ်။ဟေ့ကောင်တွေအခုထိပါဆက်ပိတ်မနေနဲ့ဟိုတယ်ဝင်းထဲကစီကန်းတွေဒီကနေ့ကစပြီးပြောင်းသွားပြီ။ကိုလျိုဘလို့စီကန်းတွေလဲလီဝိုင်းကျွန်တော်တို့ရဲ့ boss ကတောင်းဆိုထားတာကတော့ဒီကနေ့ကစပြီးတညတာရက်နာမဲ့ကုန်တင်ကားတစ်စီးချင်းစီကိုယွမ်90ကောက်ခံမယ်ပြီးတော့နေရာထိုင်ခင်းကြီးယွမ်90ထပ်ပေးရမယ်အရင်တုန်းကကားရက်ခအလကားမဟုတ်ဘူးလားဒီညစ်ပတ်တဲ့တဲခုခန်းမှာလုံခြုံရေးကင်မရာတော့မရှိဘဲနဲ့ဘာလို့ကားရက်ခတွေကောက်နေတာလဲကားရက်ခတွေမကဘူးအခန်းခတွေလည်းပြောင်းသွားတယ်အရင်ကစံတော်ချိန်အခန်းတစ်ခန်းကိုယွမ်120အခုကုန်တင်ကားသမားတွေအတွက်ဆိုရင်တညကိုယွမ်240အထိနှစ်ဆတိုးကောက်မယ်ခင်ဗျားတို့ငါ့ကိုလူရက်နေတာပဲမြို့ပေါ်မှာအကောင်းဆုံးဟိုတယ်ကမှယွမ်150ပဲရှိတာဈေးကြီးတယ်လို့ထင်ရင်မနေနဲ့ဘလို့ပဲဖြစ်ဖြစ် Greenfield Resort ကအရာရှိတွေမနှက်ဖြန်လာကြမှာမဟုတ်လားခင်ဗျားတို့အားလုံးဆက်လေတစည်းတည်းစီးနေကြတာပဲလွန်ခဲ့တဲ့3နှစ်ကအိုဆောက်ရဲ့စီးပွားရေးတွေညံ့ဖျင်းပြီးလောင်းကစားကျွေးတွေတင်နေတယ်ဒီစုပ်ပြတ်တက်နေတဲ့ဟိုတယ်ကိုတရားရုံးကလေလံပစ်ဖို့လုပ်နေတာစောင်းတွင်းအလဲမှာသူကငိုယိုပြီးကျုပ်ကားတကားကိုလာဆွဲတာအကူညီတောင်းခဲ့တယ်သူ့အိမ်မှာအလဲတန်းကြောင်းတက်နေတဲ့ကလေးတယောက်ရှိတာကိုမြင်တော့တနာသွားပြီးကျုပ်ရဲ့ကားအစီးရေ90ကျော်ကိုသူ့စီမှာပဲတဲခိုကိုပြောင်းလဲပေးခဲ့တယ်လွန်ခဲ့တဲ့3နှစ်အတွင်းမှာကျုပ်ညီအကိုတွေကမိုးရည်တယ်လေတယ်ရဲရဲဝံ့ဝံ့နဲ့တဲခိုခစားတောက်စရိတ်တွေတုံးဆွဲပြီးဒီတေလန်းရောက်နေတဲ့နေရာကိုပြန်အသက်ဝင်လာအောင်ကူညီပေးခဲ့တယ်အထက်3ထပ်တောင်ပြင်ဆင်ခွင့်ပေးခဲ့တယ်အိုဆောက်ဘက်မှာလဲထွက်လာပြီးကျုပ်နဲ့စကားပြောခိုင်းစမ်းပါတကောင်ရန်ကြီးမှာခမားတို့ဘာတွေအော်ဟစ်နေကြတာလဲခမားတို့အကုန်လုံးမျက်စိကန်းနေကြတာလားမျက်စိမကန်းရင်ငွေမပေးခင်စီကန်းတွေကိုတေချာဖက်ကြစမ်းပါဈေးကြီးတယ်လို့ထင်ရင်ထွက်သွားကြစမ်းပါမင်းစောက်မင်းကအတုံးချပြီးတော့မှငါတို့ကိုကန်ထုတ်တော့မလားမင်းရဲ့စုပ်ပြတ်တဲ့ဆိုင်မှာမီးလင်းဖို့တောင်မရှိတဲ့အချိန်တုန်းကနေတိုင်းမင်းဆိုင်ကိုလာစားသုံးပေးဖို့လူတွေခေါ်လာပေးခဲ့တာဘာတူလဲအခုကြတော့ကိုနှစ်ဆတောက်လျှောက်ကောက်နေတာလားတကယ်တော့သူ့ရဲ့ဆေးနဲ့တဲ့အကျင့်ကအစ်စ်တော့မဟုတ်ပါဘူးလွန်ခဲ့တဲ့2လကရေးဆေးဆက်ပြတ်သွားတယ်ဆိုပြီးငါတို့ရဲ့အလုပ်ဝတ်စုံတွေကိုအလကားလျှော်ပေးမယ်ဆိုတဲ့ကတိကိုရက်ပစ်ခဲ့တယ်လွန်ခဲ့တဲ့1လကဆိုပိုဆိုးသေးတယ်ဝါယာတွေဟောင်းနေပြီဆိုပြီးအခန်းထဲကရေခဲတစ်တာလုတ်ကိုဖြုတ်ချပစ်တယ်ခီးဝေးသွားတဲ့အခါခောက်ဆွဲပြုတ်တစ်ခွက်စားခြင်းရင်တံပြန်ကောင်းတာမှရေနွေးဖို့ရွက်20ပေးရမယ်လို့ပြောတယ်ကျုပ်လည်းရှေ့ကိုတိုးသွားပြီးစောက်ရဲ့မျက်လုံးကိုတက်စိုက်ကြည့်ကစောက်ဒီနှစ်ဆကောက်တဲ့စီကန်းကဖြတ်သွားဖြတ်လာလူတိုင်းအတွက်လားဒါမှမဟုတ်ငါတို့ကိုပဲရည်ရွယ်တာလားလို့စမ်းပြီးမေးလိုက်တယ်အတိတ်ပဲမရှိတာခမားတို့လိုကုန်တင်ကားသမားတွေကိုနှင်ထုတ်ဖို့တီးတက်လောက်တာပေါ့ခမားတို့အုပ်စုကိုကြည်စမ်းပါဒီဇယ်စီနန့်တွေထွက်လို့ငါကော်စောကြီးပျက်စီးစေမဲ့ရှုံးပွက်တွေနဲ့ခမားတို့လူတွေဒီမှာတညအိတ်သွားရင်အိယာခင်းကိုနေလန်းဖို့အပြင်ထုတ်ရမယ်ခမားတို့စီကနှစ်ဆကောက်တာကကော်စောဖိုးပေးတာတော့မလောက်ဘူးလီကိုကြီးဒီဝက်ချံကိုကြည်စမ်းပါအိယာခင်းတွေမလျှော်ရတာတဝက်တစ်ပြက်ရှိပြီအိမ်သားကလည်းရေတွေစိတ်နေတယ်သူကငါတို့စီကယွမ်240ကောက်ရဲယုံတင်မကပဲယွမ်90ထပ်ဖြတ်ပြီးလိန်ဖို့လုပ်နေသေးတယ်ကားရက်ခပြန်ပေးပြီးတော့အရင်ကသူဖြတ်တောက်ထားတဲ့ရေနွေးဖိုးတွေလည်းပြန်ပေးရမယ်တနာစရာကားသမားဒီမှာလာပြီးပြဿနာမရှာနဲ့မင်းတို့ငါတကားကိုဖျက်ဆီးတာအတွက်ရော်ကြီးပေးရမယ်ငါစီမှာတဲတာဈေးပေါ်လာပြီးဒီနေ့တော့ငါပတ်စံပြန်မပေးယုံတင်မကဘူးမင်းတို့ငါဧကန်ကိုညစ်ပတ်အောင်လုပ်တာအတွက်တန်ရှင်းရေးခယွမ်200ပေးရမယ်လွန်ကျူးမလုပ်နဲ့ဒီနေ့သူ့ကိုမတွေ့ရဘူးမင်းရဲ့ပစ္စည်းတွေချထားလိုက်တော့လီကိုကြီးဒီကောင်ကလွန်ကျူးဖြစ်နေပြီချထားလိုက်တော့ဒီလူရုပ်မာကိုရက်အနှဲငယ်လောက်ထောင်ထဲပို့လိုက်ရင်သူ့ဇနီးနဲ့ကလေးတွေကိုဘသူကကျွေးမွေးမှလဲကားကျွေးကိုဘသူဆက်မှလဲအိုးဆောက်ပွင့်လင်းလင်းပြောကြရအောင်ကျုပ်စီမံခန့်ခွဲမှုအောက်မှာကားစီးရေ90ရှိတယ်တနေ့ကိုအနည်းဆုံးကားတဒါဇင်လောက်ကခမားစီမှာတညအိတ်ကြတယ်ခမားသာဒီနေ့ငါတို့ကိုနှင်ထုတ်လိုက်ရင်ခမားရဲ့စုပ်ပြက်နေတဲ့ဆိုင်ကတစ်လကိုယွမ်13,000လောက်ဆုံးရှုံးသွားလိမ့်မယ်ဒီဝင်ငွေလမ်းကြောင်းကိုဖျက်ပစ်ဖို့တေချာပြီလားဟာအိုလီခမားကိုတကယ်လူကြီးတယောက်လို့ထင်နေတာလားခမားတို့လိုစင်းရဲသားတွေကိုငါဂယုမဆိုင်တာကြပြီနောက်ဘက်ကိုမျက်လုံးကြဲဖွင့်ပြီးကြည်စမ်းပါမြို့ရဲ့အဓိကစီမံကိန်းဖြစ်တဲ့ Green and Resort ကဖွင့်တော့မယ်ခမားတို့ရဲ့ပတ်စံနှဲငယ်ကိုငါဂယုဆိုင်မယ်လို့ထင်နေတာလားဒီကနေထွက်သွားစမ်းပါငါ channel ကိုအနံ့ဆိုးတွေမလွင့်နဲ့မနှက်ဖြန်ကြရင်တထေးကြီးတွေရဲ့ Mercedes နဲ့ BMW ကားတွေဒီမှာရက်တော့မှာသူလက်ညှိုးထိုးပြတဲ့ဘက်ကိုကြုတ်ကြည့်လိုက်တယ်အဝေးမှာရှိတဲ့ Greenfield Resort ရဲ့ neon sign ဘုတ်တွေကိုလှမ်းမြင်လိုက်ရတယ်အဲ့ဒါကစမ်းသက်ဆဲအနေထားမှာပဲရှိသေးတယ်မနှက်ဖြန် Resort ရဲ့9ကျယ်ပွင့်ဟိုတယ်နဲ့ဝန်ထမ်းအဆောင်တွေတရားဝင်ဖွင့်လှစ်မယ်လို့ဇနီးဖြစ်သူကမနေ့ညကထမင်းစပွဲမှာပြောဘူးတယ်ရှေ့မှာကုံစုံဆိုင်တစ်ဆိုင်ရှိတယ်ဒီညတော့ကားထဲမှာပဲအဆင်ပြေအောင်နေကြရမယ်မနှက်ကြရင်ခမားတို့အတွက်နေရာအသစ်ရှာပေးမယ်အကုန်လုံးဒီကနေထွက်သွားကြစမ်းအမြန်ထွက်သွားကြစမ်းစောင်းတွင်းအလဲမှာတကားလာဖွင့်ပေးဖို့လာမတောင်းမှန်နဲ့ပိုးဆောက်ခမားဘယ်လိုပြောတာလဲ
ထွက်သွားချင်တာလားကောင်းပြီဘေးကိုအရင်ရှင်းခဲ့ဘလို့ဘေးလဲငါတို့ကခမည်းတကားဝကိုမနေရသေးဘူးလေအခုပစ္စည်းတွေအတင်းဝယ်ခိုင်းနေတာလားစကားမများနဲ့အိုလီလတွေအစကခမည်းပေးထားတဲ့ရွမ်9000တလစာပက်ကိတ်ချကြီးကစီကံချက်အရာအစောကြီးဖြစ်သိရင်ငွေပြန်မအမ်းဘူးပြီးတော့ခုနကခမည်းတို့ရဲ့ကား90ကငါချန်ထဲမှာလှည့်ထွက်ရင်းကအစ်စ်ခင်းထားတဲ့ကြောက်စရစ်လမ်းကိုဖျက်ဆီးသွားတယ်တာယာယာတွေအကုန်ပေးကုန်ပြီတကားဖွင့်ချင်လားကောင်းပြီတာယာယာတွေတန့်ရှင်းရေးအတွက်ရွမ်2000ထပ်ပေးရမယ်တပြားမှရှုံးမပေးဘူးဘသူမှလည်းဒီညဒီချန်ထဲကနေထွက်သွားလို့မရဘူးလီကိုကြီးသူ့ကိုစကားလာကားမပြောနဲ့တော့ငါတို့ဒါစင်နဲ့ချီပြီးသူ့ရဲ့တန်တကားကျိုးကိုဖျက်ချလို့မရတာမဟုတ်ဘူးဖျက်ချလိုက်မယ်ဒီနေ့သူ့ကိုသင်ခန်းစာပေးရမယ်အားလုံးနောက်ဆုတ်ကြပို့ဆောင်ဖို့နောက်ကြရင်ဘသူမှဒဏ်ကြေးမပေးနိုင်ဘူးခမရဲ့ယွန်9000အငွေကိုခမရဲ့ကောင်းတလားဖို့တုံးလိုက်ပါဒီယွန်2000ကိုလည်းစက်ကူပတ်စံလို့ပဲသဘောထားလိုက်ပါတကားဖွင့်ပေးဒီကနေ့ကစပြီးငါတို့ညီကိုတွေကားပေါ်မှာမောပန်းပြီးတည်သွားရင်တော့ခမရဲ့စောက်မိသားစုတဲခုခန်းကိုတဖန်ပြန်မနှင်းတော့ဘူးစင်းရဲသားကစင်းရဲသားပါပဲထွက်သွားစမ်းတထေးကြီးကိုမနှက်ဖြန်လက်ခံမဲ့ကိစ္စကိုအဟန့်တားမဖြစ်စေနဲ့ကျုပ်လည်းလှည့်ပြီးကားပေါ်တက်ကကားရန်ကိုဥဆောင်ပြီးမောင်မဲတဲကိုဘဲမှမလဲကြည့်ပဲမောင်းထွက်လာခဲ့တယ်နိုင်ဝက်အကြာမှာကားရန်ကြီးကကီလိုမီတာ30ကွာကစွန့်ပစ်ထားတဲ့ဓာတ်ဆီဆိုင်တစ်ခုမှရပ်တန့်သွားတယ်လီကိုကြီးကျွန်တော်တို့ကားစီးရေ90နေတိုင်းကားထဲမှာအိတ်နေရတာမကောင်းပါဘူးစောင်းတွင်းလဲရောက်တော့မယ်ရေပူရေနွေးနဲ့ရေချိုးလို့ရပြီးကားရက်လို့ရမယ့်နေရာမတွေ့ရင်ကျွန်တော်တို့ညီကိုတွေခန္ဓာရည်ရှိတော့မှာမဟုတ်ဘူးမနှက်ဖြန်ကြရင်အိမ်ချမ်းမြေအကျိုးဆောင်စီသွားပြီးအနီးနားမှာချမ်းကျဲကျဲနဲ့စက်ယုံအဆောက်အုံ90ရာရှိမလားသွားမေးမယ်အကျိုးဆောင်တွေမလိုပါဘူးလီကိုကြီးကျွန်တော်တခုသတိရလိုက်တယ်ကျွန်တော်ဦးလေးမှာအမျိုးသားလမ်းမကြီးထောက်မှာကီလိုမီတာ9ကီလိုမီတာလောက်ကွာကစွန့်ပစ်ထားတဲ့လေးလံတဲ့ကုန်တင်ကားပြင်ဆင်ရေးဆိုင်အဟောင်းကြီးတစ်ခုရှိတယ်အဲ့ဒီနေရာကတကယ်မိုက်တယ်ကားအရာချီပြီးရက်လို့ရတဲ့ခြံဝင်းရှိတယ်ဝန်ထမ်းဆောင်တွေထမင်းစားခန်းကြီးနဲ့ရေနွေးအိုးခန်းတွေလည်းအစင်သင့်ပါပဲနေရာကတော့ကြလို့နှစ်တောင်အလုပ်ဖြစ်နေတာပါအခုပဲသွားကြည့်လို့ရမလားဟုတ်တယ်ကျွန်တော်ဦးလေးကမြို့ပေါ်မှာနေတာကျွန်တော်ခုပဲဖုန်းဆက်လိုက်မယ်မားငယ်ရဲ့ဦးလေးကလက်နှိပ်တမီနဲ့တကားလာဖွင့်ပေးတယ်ကျုပ်လည်းလက်နှိပ်တမီအားကောင်းကောင်းနဲ့ခြံဝင်းထဲကိုထိုးပြီးကြည့်လိုက်တယ်ဒီနေရာကကုန်တင်ကားအုပ်စုအတွက်အထူးတင်လျော်တဲ့သုံးထပ်အဆောက်အုံဖြစ်နေတယ်အနီရောင်အုပ်ဆောင်အဆောင်မှာပထမထပ်မှာမီးဖိုချောင်ကြီးနဲ့နောက်ဖေးမှာကြောက်မီးသွေးသုံးရေနွေးအိုးကြီးရှိတယ်ဖုံတွေတက်နေပေမဲ့တန်ရှင်းလိုက်ရင်အိုးစောက်ရဲ့တဲခုခန်းထက်ဆယ်ဆပိုကျယ်ဝန်းတယ်ဒီနေရာငှားခဘလောက်လဲအလွတ်ကြီးထားတာပါပဲတကယ်စိတ်ဝင်စားရင်တစ်နှစ်ကိုယွမ်4000ပေးပါကျွန်တော်ယွမ်9000ပေးမယ်မနှက်ပြန်မနှက်အစောဆုံးညီကိုတွေကိုခေါ်လာပြီးအရင်တန်ရှင်းရေးလုပ်မယ်အဲ့ဒီနောက်မှာဒီနေရာကကျွန်တော်တို့အဖွဲ့ရဲ့အတွင်းပိုင်းတဲခုခန်းဖြစ်လာမယ်ကောင်းလိုက်တာအင်းချက်သမားရှာလို့ရမယ်အင်းသီးဟင်းရွက်ဝယ်လို့ရမယ်ကိုကြိုက်တာချက်စားလို့ရမယ်အိုးစောက်ရဲ့မျက်နှာကိုစက်ခံစားနေစရာမလိုတော့ဘူးဟာမရင်နဲ့တော့ဟာတာမဟုတ်ဘူးအဲ့ဒီရက်ဆက်တဲ့ boss ကြောင့်ဒီနေ့လေးဖြတ်မတက်ဖြစ်သွားတာငွေညစ်တဲ့ကိစ္စဖြစ်သွားတာဘာဖြစ်လဲကာပါတိန်လီကိုဘသူကရဲစော်ကောင်းမှလဲအိုးစောက်ကဈေးနှစ်ဆတောက်လျှောက်တက်တာအငွေတွေကိုအတင်းသိမ်းစီးတာပြီးတော့ Greenfield Resort ကအရာရှိတွေကိုလက်ခံရမယ်အကြောင်းကြွားဝါဒတွေကိုရှင်းပြလိုက်တယ် Resort ကအရာရှိတွေနဲ့ယင်းနှိမ့်မြုပ်နှံသူတွေအကုန်လုံးသူ့စီကိုတွားကြပြီး VIP အခန်းတွေယူကြတယ်ပြီးတော့ငါတို့ကုန်တင်ကားသမားတွေကိုညစ်ပတ်တယ်ဆိုပြီးနှင်ထုတ်ခဲ့ကြတယ်Resort ရဲ့စံနှုန်းတွေဘယ်တော့မှဒီလောက်အထိနှိမ့်ကျသွားတာလဲအိမ်သားရီယိုစိတ်နေတဲ့စုပ်ပြတ်နေတဲ့ဟိုတယ်မှာတော့ငါတို့ကိုနေခွင့်ပေးခဲ့သေးတယ်ဟာဘာကိုရင်နေတာလဲငါ့ကိုနှင်ထုတ်တာကရေစရာဖြစ်နေလို့လားမဟုတ်ပါဘူးအိုလီခမည်းနားလည်းလွဲနေပြီအိုးစောက်ပြောနေတဲ့အဲ့ဒီအရာရှိတွေနဲ့ယင်းနှိမ့်မြုပ်နှံသူတွေဆိုတာဘသူတွေလဲသူတို့ကဘလို့လို့သူ့မိသားစုဖြစ်ရမှာလဲဒီကနေ့တော့မိုင်းတရားအတွင်းမှာအညစ်ပတ်ဆုံးအမောင်ဆုံးလို့အင်တာနက်သုံးစွဲသူတွေမဲပေးထားတဲ့စောင့်မိသားစုတဲခုခန်းကိုရောက်လာခဲ့ကြတယ်ဒီနေရာမှာအဲ့ရခင်းပေါ်မှာမှုတွေပေါက်နိုင်တယ်အိမ်သားရည်နဲ့လက်ဖက်ရည်ကြိုလို့ရတယ်လို့ကြားတယ်ဒီကနေ့တော့ဒီအစွန်းရောက်မှောင်မိနေရာမှာ3ရက်ကြာအသက်ရှင်ရက်တည်နိုင်ရေးစိန်ခေါ်မှုကိုခမားတို့ကိုခေါ်သွားပေးမယ်ရော့ကတ်အတွက်ထိတ်တန်းထဲဝင်သူကိုကျေးဇူးတင်ပါတယ်ဒီညတော့သူတို့ရဲ့အစည်းအကြီးဆုံး VIP အခန်းမှာအိမ်မယ်သူပြောနေတဲ့ဧည့်သည်တွေကဒါတွေပါပဲဒီရက်ပိုင်းအတွင်းမှာအင်တာနက်ပေါ်မှာဒီလိုစားတောက်ဆိုင်သုံးသက်ချက်တွေကဒီလိုစုပ်ပြတ်နေတဲ့ဟိုတယ်တွေကိုဗီဒီယိုရိုက်ဖို့နဲ့အာရုံစိုက်ခံရဖို့တည်တံ့ရည်ရွယ်နေကြတယ်။အိုဆောက်ရဲ့နေရာကအလွန်ရှုပ်ထွေးပြီးဆိုးရွားတာကြောင့် online နာမည်ကျော်တွေကြားမှာနာမည်ဆိုးနဲ့ကြော်ကြားတယ်။ဒီကောင်တွေကသူ့ရဲ့ပုံရိပ်ကိုမြင့်တင်ဖို့အတွက်စိန်ခံကားအနေငယ်ငှားလာကြတာ။အိုဆောက်ကတော့သူကြွယ်ဝချမ်းသာတဲ့သူတွေနဲ့ချိတ်မိနေပြီလို့ထင်ပြီးဒီလိုကြည့်နေတဲ့သူတွေကို VIP တွေလိုဆက်ဆံနေတယ်။မနေ့ညကအိုဆောက်ရဲ့ရေခဲဆက်မျက်နှာမာနကြီးပြီးမျက်နှာငယ်နဲ့နှိမ်ချတဲ့မျက်နှာကိုပြန်စဉ်းစားမိပြီးဗီဒီယိုထဲမှာ online နာမည်ကျော်တွေကိုကင်မရာရှေ့မှာဦးမြုပ်ပြီးလက်ဖက်ရည်နဲ့ရေတိုက်ကျွေးနေတာကိုကြည့်လိုက်တော့ဖော်ပြလို့မရတဲ့ရေစရာကောင်းတဲ့ခံစားချက်ကြီးကထွက်ပေါ်လာတယ်။သူ့ကိုပတ်စံပေးနေတဲ့တကယ်ပတ်စံရှင်တွေကိုမောင်းထုတ်လိုက်ပြီးသူ့ကိုဖျက်ဆီးခြင်းနဲ့ဒီပြဿနာရှာတဲ့လူစုကိုကိုဖခင်တွေလိုဆက်ဆံရင်ဘယ်လိုနေမလဲ။သူ့ကိုစက်မှုနဲ့ကူးတန်းရောင်းဝယ်ရေးပြုလို့ကိုသွားနိုင်ရမလား။မတိုင်ပါနဲ့အခုသွားတိုင်ရင်ဒဏ်ငွေပဲရလာလိမ့်မယ်။သူကအစ်စ်မြင့်လုပ်ငန်းလုပ်ချင်နေတာဆိုတော့တစ်ဖက်ကူညီပေးကြစို့။ကျုပ်ရဲ့ဖုန်းကိုထုတ်ပြီးမားငယ်ရဲ့နံပါတ်ကိုခေါ်လိုက်တယ်။မားငယ် online မီဒီယာကလူတွေကိုမသိဘူးလား။အိုဆောက်ရဲ့တဲခုခန်းအတွက်အသွားလာတွေဝယ်ဖို့ပတ်စံနည်းနည်းသုံးလိုက်ပါ။ဟုတ်တယ်စားတောက်ဆိုင်တွေလည်းပတ်ပြီးနာမည်ကြီးချင်တဲ့သူတွေအတွက်အသွားအလာမျိုးပေါ့
မြို့ပေါ်ကအောင်မြင်ခြင်းနဲ့ online နာမည်ကျော်တွေအကုန်သူ့စီကိုခေါ်သွားပါဟုတ်ကဲ့ပါအကိုကြီးလူတစ်ယောက်ကိုဖျက်ဆီးခြင်းရင်အရင်ဆုံးယူတုတ်အောင်လုပ်ရတယ်သူ့ကိုယ်သူလက်ပတ်နိုင်ပြီလို့အိုဆောက်တကယ်ထင်သွားအောင်လုပ်မယ်မားငယ်ကယုံကြည်ရရဲ့လားဒါကလှုပ်ခတ်မှုမဖြစ်စေရင်အိုဆောက်ကသူ့ကိုယ်သူပြန်တန်းနိုင်ပြီလို့ထင်နေလိမ့်မယ်မပူပါနဲ့မားငယ်ကအားကစားကားမမောင်းခင်မြို့ပေါ်ကမမီဒီယာကုမ္ပဏီတစ်ခုမှာနှစ်လုပ်ဖူးတယ်အိုဆောက်လိုပတ်စံပဲတီးတဲ့လူမျိုးနဲ့ကြိုးကြောင်းဆင်ကျင်ပြလို့မရဘူးသူ့ရဲ့မာနကိုပဲအသုံးပြုပြီးဖိနှိပ်ဖြစ်မယ်လီအကိုကြီးကယွန်းတသိန်းယူပြီးဒေတာခံသွားလာပူပေါင်းဆောင်ရွက်မှုတွေကိုထည့်လိုက်တယ်လီချီရဲ့စားတောက်ဆိုင်သုံးသက်ချက်ကိုအထူးပြုတဲ့မြို့ပေါ်က NCM Agency 3ခုကိုဆက်သွယ်ပြီးသူတို့ရဲ့အတွင်းပိုင်းလုပ်ငန်းလည်ပတ်ရေးမန်နေဂျာတွေကိုလာထိုးလိုက်တယ်အကျိုးသက်ရောက်မှုကဘလို့နေလဲပောက်ကွဲသွားပြီလုံးဝပောက်ကွဲသွားပြီအခုဆိုရင်စထရီမာတစ်ယောက်မှာအမေဇင်ထိတ်တန်းမဲပလက်ဆိုင်ဆိုတဲ့တက်ရှိနေသမျှကာလပတ်လုံးပေမတ်စာမျက်နှာမှာအပြင်းထန်ဆုံးအကြံပြုထားတဲ့ပထမဆုံးနေရာကစောင်းမိသားစုတဲခုခံပဲဖြစ်နေတယ်လီကိုကြီးမြင်မြန်လုပ်ပြီးဒေတာခံတိုးဗီဒီယိုအဆင့်တက်မှတ်ချက်ကိုဖွင့်ကြည့်လိုက်ပါအမျိုးသားလမ်းမကြီးဘေးကအဲ့ဒီစောင်းမိသားစုတဲခုခံရဲ့အိမ်သားကြီးကမင်းနေတယ်လို့ကြားတယ်တညတောင်ဘသူကနေရဲမှာလဲကာနီဘယ်အဆင့်တက်မှတ်ချက်30ခုကိုငါ review လုပ်မယ်အကိုကြီးတယောက်ကပြောတယ်စထရီမာမြင်မြန်လုပ်ပိုကအိယာခင်းတွေကနေရေနံစိမ့်စီပိုင်းနှစ်စီထုတ်လို့ရတယ်လို့ကြားတယ်မြင်မြန်လုပ်မဟုတ်ရင်မှုတ်တက်နေတဲ့အိယာတောင်ရမှာမဟုတ်ဘူးမိသားစုဝင်များကျွန်တော်ခုကားငါတော့မယ်ဒီညတော့စောင်းမိသားစုတဲခုခန့်ရဲ့ VIP အခန်းကိုရအောင်ယူရမယ်အခန်းကဏ္ဍကညီကိုတွေချက်ထဲမှာကာကွယ်ပါလို့ရိုက်ထည့်လိုက်ကြဟာဒီညတော့စောက်အဆင့်မဲဘက်လက်ဆိုင်ကဘလို့ပုံစံလဲဆိုတာညီကိုတို့ကိုပြမယ်နောက်တစ်နေ့မနက်မှာကျွန်တော်တို့ညီကိုတွေစွန့်ပစ်ထားတဲ့ပြင်ဆင်ရေးဆိုင်အခြေစိုက်စခန်းတင်မှာမနက်စာစားပြီးပြီရေနွေးအိုးကြီးကတောက်လောင်နေပြီးခြံဝင်းထဲမှာကုန်တင်ကားကြီးအစီးရေ90တန်ရှင်းစင်ကြယ်စွာနဲ့ပြည့်နှက်နေတယ်လီကိုကြီးကြည်စံအိုဆောက်တကယ်မာနာကြီးလာပြီဟင်းသီးဟင်းရွက်ဝယ်ဖို့မြို့ပေါ်ကိုပြစ်ကတ်ကားနဲ့မောင်းသွားတော့ကလမ်းမှာတွေ့ခဲ့တာသူကဒီပုံကိုရိုက်လိုက်တာအမျိုးသားလမ်းမကြီးပေါ်မှာမာနာကြီးတဲ့အဝါရောင်မူဝါတွေထွက်လာတယ်တောက်ပတဲ့အယောင်ရှိတဲ့အားကစားကားတွေနဲ့ SUV တွေတန်းလိုက်ရက်တန့်သွားပြီးစောက်ရဲ့တဲခုခန့်ရဲ့ရှုံးပွက်ထူနေတဲ့ကွန်ကရစ်တောင်မခင်းရသေးတဲ့ခြံဝင်းထဲကိုဝင်သွားကြတယ်ဟာဟေးအားလုံးပဲတထေးကြီးများဟာကြိုးဆိုပါတယ်လိုက်လဲကြိုးဆိုပါတယ်အချိန်ကြိမ်ကြိုးဆိုပါတယ်ခင်းခမည်းက boss ဖြစ်မှာပါဒီနေရာကမိုက်တရအတွင်းမှာအပြည့်စုံဆုံးမူရင်းတဘာဝတက်ခုခံဖြစ်တယ်လို့ကြားတယ်မူရင်းတဘာဝပါပဲဟုတ်ကဲ့လုံးဝမူရင်းတဘာဝပါပဲဟုတ်ကဲ့လုံးဝတဘာဝပါပဲ boss ခမည်းမျက်လုံးကောင်းတာပဲဟုတ်ပါတယ်ကျွန်တော်တို့ညီကိုတွေမြို့ပေါ်က9ကျယ်ပွင့်ဟိုတယ်မှာနေရတာပြင်ပန်းနေပြီဒီကနေ့ကျေးလက်ဒေတာကိုဘဝအတွေ့အကြုံခံစားဖို့လာခဲ့ကြတာပါကျွန်တော်တို့လိုချင်တာကအကြမ်းတမ်းဆုံးမူရင်းအစစ်ဆုံးစိတ်လှုပ်ရှားမှုပါပဲဒီကနေ့တနေရာလုံးကိုကျွန်တော်တို့ပဲပိုင်ဆိုင်တယ်ပတ်စံကအရေးမကြီးဘူးပျော်ဖို့ပဲလိုတယ်နားလေလားခင်ဗျားတို့အားလုံးအကောင်းဆုံးနားလေပါတယ်ခင်ဗျားတို့ဒီကိုလာတာကအိုဆောက်ကျွန်တော်အတွက်ကြီးမားတဲ့ကျေးဇူးပါပဲအရင်တုန်းကဒီနေရာကကုန်တင်ကားသမားတွေဆိုလိုတာကချွေးတွေထွက်ပြီးငါနေရာကိုအနှံ့ဆိုးတွေလွှင့်နေတဲ့အဲ့ဒီလူဆိုးတွေကြောင့်ရှုပ်ပွားနေခဲ့တာမနေ့ညကအကုန်လုံးကိုနှင်ထုတ်လိုက်ပြီးဒီကနေ့ကစပြီးဒီတဲခုခန်းကခင်ဗျားတို့လိုအစင်းမြင့်ရင်ကျေးတဲ့သူတွေကိုပဲလက်ခံပါပါခင်ဗျားတို့ရွေးချယ်တက်ကြတယ်မဟုတ်လားကောင်းပြီဒီညငါတို့ကိုပျော်အောင်ထားနိုင်သမျှကာလပတ်လုံးမိုးမျှော်တိုက်ကြီးတိဆောက်နိုင်လောက်တဲ့ယင်းနှိမ့်မြုံနှံမှုအပိုင်းကိုပေးမယ်လီသူ့စကားကိုနားထောင်ကြည့်စမ်းသူလူစကားပြောနေတာဟုတ်ရဲ့လားအဲ့ဒီ online နာမည်ကျော်တွေကတဘာဝလူမျိုးဆိုတဲ့စကားစုအနှဲငယ်ကိုဟန်ဆောင်တက်ကြတာနဲ့အိုဆောက်ကိုအကုန်လှည့်စားသွားကြတယ်ပြီးတော့နောက်ထပ်ရှိသေးတယ်သူတို့လောက်တာကိုကြည့်စမ်းဝန်ထမ်း2ဦးကအသစ်ဆက်ရွှေစာလုံးပါတဲ့အနီအောင်ဆိုင်းဘုတ်တစ်ခုကိုကားပေါ်ကနေတည်လာကြတယ်အိုဆောက်ကိုယ်တိုင်သူ့ရဲ့ဝတ်စုံလက်ကိုပုတ်ဆွဲပြီးကော်ပြားတစ်လက်ကိုကင်ကာလန်းကိုမျက်နှာမူထားတဲ့အထင်ရှားဆုံးနေရာမှာဆိုင်းဘုတ်ကိုမြေကြီးထဲကိုတင်းတင်းကြပ်ကြပ်တက်ဆိုင်လိုက်တယ်ဆိုင်းဘုတ်ပေါ်မှာအတင်ရဲစွာရေးထားတာကတော့အစင်းမြင့်စည်းပွားရေး VIP လက်ခံရေးကုန်တင်ကားသမားတွေတိုက်ရိုက်ထုတ်လွှင့်ခွင့်ပိတ်ပင်သည်ဆိုတာပါပဲကျိန်ဆဲစရာပဲအကိုကြီးရှင်းကကန်ကောင်းတဲ့ကောင်ပဲဖျားတည်းဒီကနေ့အဲ့ဒီစုပ်ပြတ်တဲ့ဆိုင်းဘုတ်ကိုငါတို့ဖျက်ဆီးပစ်မယ်သူ့ရဲ့စီးပွားရေးကိုထောက်ပံ့ဖို့နေညမပြတ်မောင်းခဲ့ရတာအခုတော့သူကငါတို့ကိုခွေးတွေလို့ခေါ်နေတယ်လီကိုကြီးတခုံးပဲပြောလိုက်ပါငါတို့ရဲ့လေးလံတဲ့ကုန်တင်ကားတွေနဲ့အဲ့ဒီဘက်ကိုမောင်းသွားပြီးသူ့ကိုနှိမ်နှင်းပစ်မယ်အဲ့ဒီစုပ်ပြတ်နေတဲ့ခြံဝင်းကိုမြေလံပစ်မယ်သူတို့ရဲ့ဆိုင်းဘုတ်ကိုဖျက်ဆီးပစ်မယ်ပြီးတော့ခမည်းတော်အကုန်လုံးရက်အနှဲငယ်လောက်ထောင်ကျသွားမယ်အိုဆောက်ကအခြေအနေကိုအတုံးချပြီးတားကောင်ဖြစ်ဟန်ဆောင်ကကုန်တင်ကားသမားတွေကသူ့ဆိုင်ကိုဖျက်ဆီးတဲ့လူမိုက်တွေဖြစ်တယ်လို့တိမ့်နဲ့ချီတဲ့အင်တုံးဆွဲသူတွေကိုပြောပြလိမ့်မယ်ဒါကသူ့လိုချင်တာပဲသူ့ကိုအလကားအသွားလာပေးတာပဲဒါဆိုဘာလို့ရမလဲဒီစော်ကားမှုကိုမျိုးချပြီးဆိုင်းဘုတ်ကိုဖျက်ဆီးပြရမလားအဲ့ဒါကသူ့အကြက်တဲကနေလွတ်မြောက်အောင်ကူညီပေးတာပဲအိုဆောက်ကိုဆိုင်းဘုတ်ကိုဝါမျိုးပြီးအင်တာနက်အပြည့်အစုံရှိမှာမျိုးချခိုင်းခြင်းနဲ့လီကိုကြီးဘာလို့ဖို့စီစဉ်နေလဲမားငယ်မီဒီယာကုမ္ပဏီကမင်းရဲ့တငယ်ချင်းကိုဆက်သွယ်လိုက်ပါရွှန်9000အကုန်သုံးပြီးဒေတာခံလူကြိုက်များတဲ့အကြောင်းအရာတွေကိုဆက်ဝယ်ပါစောက်ရဲ့တဲခုခန်းရဲ့တီနေရာကိုဒေတာခံရှာဖွေမှုအဆင့်တက်မှတ်ချက်ရဲ့ထိတ်ဆုံးမှာ24နာရီပတ်လုံးနေရာယူထားစေခြင်းနဲ့တီနေရာတက်ပါတဲ့ဓာတ်ရိုက်ထုတ်လွှင့်မှုဖြစ်နေသမျှကာလပတ်လုံးပေါ့သူတို့အားလုံးကိုဘန်းဝစ်ပေးလိုက်ပါအကိုကြီးမီးပေါ်တင်နေတာပဲတင်နေတာတွေမကဘူးမီးတဲကိုစီထည့်နေတာပဲ
အားလုံးမြန်စားကြပါကားပြင်စရာရှိတာပြင်အိတ်စရာရှိတာအိတ်အခုဘာမှမလုပ်ရသေးဘူးဒီမှာထိုင်ပြီးရှိုးပွဲကိုကြည့်ရုံပါပဲမနက်2 နာရီမှာအခြေစိုက်စခန်းတစ်ကရေနွေးဦးကိုပြင်ဆင်ပြီးသွားမယ်ဒါပေမဲ့ဘာအချို့လိုနေတယ်မြို့ပေါ်က hardware store ဆိုင်ကိုဝယ်ဖို့မင်းရဲ့ပြစ်ကတ်ကားနဲ့လိုက်ပို့မယ်အပြန်လမ်းမှာဇောက်ရဲ့တဲခုခန်းရှိကဖြတ်သွားရမယ်အဲ့ဒီအချိန်မှာပဲအပြင်လူလိုင်စင်ပြပါတဲ့ဒုတိယလက်ဆွဲ Mercedes C-Class Sedan ကအဟောင်းကြီးတစ်စီး channel ကိုရိုင်းနဲ့ဝင်လာတယ်တကားပွင့်လာပြီးကြီးမားတဲ့လှိုင်းတွန်းစပင်နဲ့အတုအယောင်LV logo ပုံနှိပ်ထားတဲ့ဝတ်စုံကိုဝတ်ဆင်ထားတဲ့အမျိုးသမီးတဦးဆင်းလာတယ်။သူမကကိုက်ညီမှုမရှိတဲ့နီရောင်သားရည်အိတ်ကိုကင်ထားတယ်။ခွေးကြိုးလိုမျိုးထူထဲတဲ့ရွှေတုဆွဲကြိုးကြီးကိုလက်ပတ်မှာဆွဲထားတယ်။အဲ့ဒါကအိုဆောက်ရဲ့ဇွန်းစနီးဝန်ကျွေးဟွာဖြစ်တဲ့အိုဆောက်ပဲရောက်သွားတာလေဒီခြံဝင်းထဲမှာရွှွန့်ပွက်တွေနဲ့ကားရတွေကြီးပဲဆက်ဆုပ်စရာကြီးအိုးဇနီးမင်းပြန်လာပြီပေါ့ဒီကားရတွေကမင်းညကကုန်တင်ကားသမားတွေကြောင့်ပါတန်ရှင်းရေးလုပ်ဖို့အချိန်မရသေးလို့ပါမင်းကိုအခါပေါင်းများစွာပြောပြီးပြီဒီဇယ်စီနက်တွေထွက်နေတဲ့ရွှွန့်ပွက်တွေဖုံးနေတဲ့ကောင်တွေမမာနကြီးတဲ့ကောင်တွေကိုအစောကြီးကလေးကနှင်ထုတ်ခဲ့တင်တာတလားကိုပတ်စံအနေငယ်ပဲရနေပြီးသူတို့ကိုသူတို့တထေးကြီးတွေလို့ထင်နေကြတာငါတို့ရဲ့ကော်စောတွေကိုနင်းချပြီးဖျက်ဆီးပစ်ကြတာနှင်ထုတ်လိုက်ကြည်စမ်းငါဆိုင်ဘုတ်တောင်ထောင်ထားလိုက်ပြီမင်းညကသူတို့ရဲ့အငွေတောင်မပြန်ပေးဘူးလမ်းပေါ်မှာအိတ်ခိုင်းလိုက်တယ်ကောင်းလိုက်တာပိုဆောက်မင်းနောက်ဆုံးတော့မှန်ကန်တဲ့အလုပ်တစ်ခုလုပ်လိုက်ပြီဟာငါတို့ရဲ့တဲခုခန်းကအခုလူဖွဲ့စီအထက်တန်းစားဧည့်သည်တွေမြို့ပေါ်ကတထေးကြီးတွေကိုလက်ခံနေပြီဒီအနံ့ဆိုးထွက်တဲ့ကားသမားတွေကိုငါတို့ခြံကိုဘယ်လိုလုပ်ညစ်ပတ်ခွင့်ပြုရမလဲလီကိုကြီးကျွန်တော်တကယ်ပဲအောက်ကိုဆင်းပြီးအဲ့ဒီမိန်းမကို2 ချက်လောက်ပါချင်တယ်ငါတို့ကားတန်းသာမရှိရင်သူမဟုံကစားဖို့ပတ်စံတောင်ရှိမှာမဟုတ်ဘူးမပူပါနဲ့သူတို့ကိုမြင့်တင်လေးပိုပြင်းထန်လေးပြုတ်ကျလေးဖြစ်မှာပါအခြေစိုက်စခန်းကိုပြန်လာပြီးမိသားစုဝင်များဒီညတော့တဲခုခန်းပိုင်ရှင်ကတကယ်အရသာရှိတဲ့စားတောက်ပွဲကြီးလုပ်ပေးမယ်လို့ပြောတယ်တဘာဝတော်ရန်တိရစ္ဆာန်စုပြုတ်အမျိုးအစားအကောင်းစားကိုပြင်ဆင်ထားတယ်လို့ပြောတယ်ပါဝင်ပစ္စည်းတွေကတောင်ပေါ်ကနေလက်ဆက်လာတာပါအာဟာရအပြည့်အဝရှိတယ်လို့ကြားတယ်ညီကိုများရော့ကတ်တွေပို့ကြပါဒီညဒီတော်ရန်တိရစ္ဆာန်စပွဲတော်ကိုဘလို့အနိုင်ယူမလဲဆိုတာကြည့်ကြပါလီကိုကြီးဒါကကျွန်တော်ဦးလေးစီကလာတာကျွန်တော်ဦးလေးကမြို့အနောက်ဘက်အစွန်ကဒုတိယလက်ဆွဲဆေးကိုဆေးရွက်ကြီးဝယ်ဖို့သွားခဲ့တယ်ဘသူနဲ့တွေ့ခဲ့လဲခမန်းကြည့်ပါဦးစကားမရှိနဲ့ပိုးဆောက်ပဲပိုးဆောက်တင်မကဘူးဝန်ကျွေးဟွာလဲပါတယ်ဦးလေးပြောတာကတော့အဲ့ဒီလင်မယားကအမဲဆက်ရောက်တဲ့မှောင်ခိုဆေးဆိုင်မှာရွန်း100တောင်မကုန်ပဲဝယ်ခဲ့ကြတာတဲ့30 မီတာအကွာကနေတောင်အန်ဂျင်စရာကောင်းတော့အောင်ပုတ်တိုးနေတဲ့ဝက်သားဆွေးကြီးအိတ်ကြီးနဲ့အိတ်ဝယ်လာကြတာတဲ့လီကိုကြီးဒီဝက်သားဆွေးကြီးကိုစားရင်တည်သွားနိုင်တယ်ဒါမှမဟုတ်မတည်ရင်တောင်ရက်အနှဲငယ်ဝမ်းပြက်ဝမ်းလျှော့ဖြစ်သွားမယ်ထိတ်တန်းဧည့်သည်တွေရောက်လာပြီးထိတ်တန်းအရေးသွေးရှိတဲ့မူရင်းတော်ရိုင်းတိရစ္ဆာန်စွပ်ပြုတ် boss ဒီအနံ့ကလုံလောက်ပြင်းတယ်ဟာခင်ဗျားတို့နားမလဲပါဘူးတော်ရိုင်းတိရစ္ဆာန်ကဂျင်းနံငါးနံပြင်းတယ်ဒါကြောင့်ဟင်းခတ်အမွှေးအကြိုင်ထူကြီးနဲ့နှိမ်ရတယ်ဒါကကျွန်တော်တို့မိသားစုရဲ့လှုပ်ဝက်ချက်ပါခင်ဗျားတို့စားကြည့်တဲ့တယ်ဒါကစားလို့မဝနိုင်အောင်ကောင်းစီမယ်စားသုံးသူများဒီအရင်အရေးသွေးမြင့်တဲ့အသားကိုခင်ဗျားတို့အတွက်အရင်ဆုံးစားပြမယ်ရွှေရောင်စပင်နဲ့ကောင်ကတူကိုယူလိုက်ပြီးပကံထဲကအသားကို2 ချက်လောက်မှွေလိုက်ကပုံတံမရှိတဲ့အမဲသားအမဲရောင်အတုံးတုံးကိုယူလိုက်တယ်ကင်မရာကိုပြလိုက်ပြီးသူ့ရဲ့ပါးစပ်ထဲကိုထည့်လိုက်တယ်ဓာတ်ရိုက်ထုတ်လွှင့်မှုချက်ထဲမှာမှတ်ချက်တွေချက်ချင်းပောက်ကွဲထွက်သွားတယ်စထရီမာကရဲရင်နဲ့ကောင်ပဲရွှေစပင်နဲ့ကောင်က2 ချက်လောက်ဝါလိုက်ပြီးမျက်နှာပေါ်ကအပြုံးကချက်ချင်းတောင့်သွားတယ်သူ့ရဲ့မျက်ခုံးတွေကပြင်းထန်စွာတွန့်သွားပြီးပါးစပ်တွေဖောင်းလာတယ်ဒါဘလို့အရသာလဲအိုးငါပိုက်နာလာပြီအလွန်နာလာပြီကိုပြားဘာဖြစ်တာလဲ120ခေါ်ကြကိုပြားကင်ထားပါအိတ်မပြောသွားနဲ့ဒါတကယ်စီဝါလက်နက်ပဲဒီမောင်ခိုဈေးကငါတို့ကိုအစိတ်ခတ်နေတာရဲခေါ်ကြဒီအသားကပြဿနာရှိတာသိကြတယ်ပုံနေပြီအဲ့ဒီအသားရဲ့အယောင်ကမှားနေတယ်လို့ငါပြောတာပဲဒါဝက်တီအသေးချပဲဝက်တီရဲခေါ်ကြဒါနဲ့ငါနဲ့ဘာမှမဆိုင်ဘူးငါအသားပဲဝယ်ခဲ့တာခင်ဗျားတို့အတိတ်ပဲမရှိတာတွေပြောနေတာလားငါတို့ကိုဘာကြွေးတာလဲငါအကိုရဲ့ပါဇက်ကနေအမြုပ်တွေထွက်နေပြီခင်ဗျားတို့ဘာလုပ်နေကြတာလဲငါကိုလိန်ညာဖို့ကြားနေတာလားထွက်ပြေးဖို့ကြားနေတာလားခင်ဗျားတို့မျက်စိကန်းနေတာလားသူအစိတ်ခတ်ခံထားရတာကိုမမြင်ဘူးလားဘလို့အစိတ်လဲခင်ဗျားတို့မျိုးပေါ်ကတနာစရာကောင်းတွေကအစာကောင်းမခံနိုင်တော့အောင်နူးညံ့တဲ့ပိုက်တွေရှိကြတာကိုဒါကအရေးသွေးအမြင့်ဆုံးတော်ရိုင်းတိရစ္ဆာန်ပါအဲ့ဒီအတွက်ပတ်စံအများကြီးပေးထားရတာဖြားတာကခင်ဗျားတို့အဖြစ်ပဲဘသူကိုအပြစ်တင်လို့ရမှာလဲပြောပြရမယ်ဒီစပွဲကအလကားပါဘိုင်းနာဖို့မစင်စားနဲ့ဝန်ကျွေးဟွာဆိုတဲ့ငါကိုမသိပဲနဲ့ငါဆိုင်မှာပြဿနာရှာဝင်ရင်စေးရုံကိုတိုင်သွားကြဒီမိမကတကယ်ယူသွတ်နေပြီဒီဆိုင်ရှင်မိမကအယမ်းမာနာကြီးတယ်အစိတ်ခတ်တာတောင်ဒီလောက်တောင်အတင်ရဲနေသေးတယ်ညီကိုများဒါကိုတက်တေအဖြစ်မှတ်တမ်းတင်ပြီး12315ကိုတိုင်ကြကြဘာလို့12315လဲ130ကိုပဲခေါ်လိုက်ဒါကြိုတင်ကြံစီထားတဲ့လူတက်မှုပဲဒီမောင်မိဆိုင်ကိုပိတ်ပစ်လိုက်ကောင်းပြီရှိုးပွဲပြီးသွားပြီအလုပ်ပြန်လုပ်ချိန်ရောက်ပြီမားငယ်အွန်လိုင်းကိစ္စတွေကိုစောင့်ကြည့်နေပါငါမျိုးပေါ်ကိုမင်းရဲ့ဇနီးကိုအလုပ်ကနေတွားကြိုမယ်မင်းရဲ့ဇနီးကိုတွားကြိုပြီးနောက်မှာတော့အမှောင်ကျသွားပြီမြို့ပြန်တဲ့လမ်းကဇောက်ရဲ့တဲခုခန်းရှိကပဲဖြတ်သွားရတယ်အဝေးကနေကြည့်လိုက်တော့တဲခုခန်းဝင်ဝမှာရဲမီးတွေလင်းနေတာကိုတွေ့ရတယ်လမ်းဘေးမှာလူနာတင်ကားတစ်စီးရပ်ထားပြီးဆေးဘက်ဆိုင်ရာဝန်ထမ်းအချို့ကတုံရီပြီးအန်နေဆဲဖြစ်တဲ့လူနာတအူးကိုတင်ဆောင်လာတဲ့လူနာတင်စကတ်ကိုတဲဆောင်လာကြတယ်တဲခုခန်းခြံဝင်းကြီးကရှုပ်ပွားနေတယ်ရှေ့ကကားကျက်နေတာကြောင့်တဲခုခန်းအဝင်ဝကနေ30 မီတာကွာမှာကားကိုရဲ
ရက်တက်လိုက်ရတယ်။အိုဆောက်ကလမ်းဘေးမှာစစ်လိတ်တောက်ပြီးရက်နေတယ်။သူလှည့်ကြည့်ပြီးကျုပ်ကိုတွေးလိုက်တယ်။ခဏတာစွန့်သွားပြီးနောက်ကျုပ်မောင်းလာတဲ့တာမန်လိုင်စင်များပါတယ်။ဘော့စဝက်ကန်ကားအဟောင်းကိုမြင်လိုက်တော့စစ်လိတ်တို့ကိုမြေကြီးပေါ်ပစ်ချလိုက်ပြီးမမာနာကြီးစွာနဲ့ရှောက်လာတယ်။ဟေးအိုလီခမရအဲ့ဒီလူတွေကိုရှေ့ကစွန့်ပစ်ထားတဲ့ပြင်ဆင်ရေးဆိုင်ကိုခေါ်သွားပြီးလေဝင်းထွက်ကောင်းနဲ့စုပ်ပြက်နေတဲ့နေရာမှာအိတ်ခိုင်းတယ်လို့ကြားတယ်။တကောင်ရံမှာဒီလိုစုပ်ပြက်နေတဲ့ပါဆက်ကားဟောင်းနဲ့ဘာလို့ရှောက်မောင်းနေတာလဲ။အေးဆက်လို့အိတ်မရတာလား။ငါစီကိုပြန်လာပြီးလက်ခံပေးဖို့တောင်းပန်ချင်တာလား။ဟာခမရရဲ့ဘဲမျက်လုံးကငါ့ကိုတောင်းပန်နေတဲ့သူလိုမြင်နေတာလဲ။ဟမ်မဆောင်နဲ့ခမရတို့ကုန်တင်ကားသမားတွေနဲ့တဲယူပို့ဆောင်ရေးသမားတွေအတွက်ဒါကတသက်တာကံကြမ္မာပါပဲ။မြင်လားငါတရက်အတွင်းမှာကုန်တင်ကားနဲ့ခီးဝေးမောင်းတဲ့တလားစာထက်ပိုရှာနိုင်တယ်။မြို့ပေါ်ကရင်းနှီးမြုပ်နှံသူတထေးကြီးတွေကအရန်ရက်ရော်တယ်။ဘိုင်းနာရင်တောင်သူတို့မှနူးညံ့တဲ့ပိုက်တွေရှိတာပေါ့။ခမရကဘော့ဆောက်လား။ခမရရဲ့ channel ကလူတွေက Greenfield Resort ကအရာရှိတွေဆိုတာတေချာလို့လား။ခမရကဘာတူလဲ။အိုလီရဲ့ဇနီးလား။ခမရကကုန်တင်ကားသမားနဲ့ထမင်းချက်ပဲလေ။ဘာတိလို့လဲ။အရာရှိတွေရဲ့ဟန်ပန်ကကြောက်စရာကောင်းတယ်။ဒီကနေထွက်သွားစမ်းငါတို့အထက်တန်းစားတွေတန်ရှင်းတဲ့လေရှူတာကိုအဟန့်တားမဖြစ်စေနဲ့ကောင်းပြီသူတို့ကိုအရာရှိတွေလို့ထင်နေတာဆိုတော့သူတို့ကိုကောင်းကောင်းဝန်ဆောင်မှုပေးလိုက်ပေါ့သူတို့ကိုထွက်ပြေးမသွားခိုင်းနဲ့ပိုဆောက်ကိုတင်ပေးနိုင်တယ်လို့ထင်နေတာလားအမှောင်ထဲမှာလမ်းလျှောက်တဲ့အခါကျင်းထဲမကြအောင်တတိထားပါဒီညစီးပွားရေးအဆင်ပြေပါစေလို့ဆုတောင်းပါတယ်ဒီကောင်ကစိုးရုံတင်မကဘူးအုံနောက်မှာပါပြဿနာရှိနေတယ်ဒေတာခန်တဲ့မှာကြည့်လိုက်တာဒီတဲခုခန်းကပောက်ကွဲသွားပြီဘလောက်ဆိုးလဲခမရတို့မိသားစုကိုနားထောင်ကြည့်ပါဘိုးဟွမ်ကဗိုက်ဆေးဖို့ခေါ်သွားခံရပြီဒီကနေ့တော့ငါတို့ညီကိုတွေဒီမောင်မိတဲခုခန်းကိုဖော်ထုတ်ရမယ်လာကြကက်ပြားပေါ်မှာပိုးဟတ်တွေတွားနေတယ်အလင်းရောင်ကိုမြင်တာနဲ့ဟိုဘက်ဒီဘက်ပြေးလွှားနေကြတယ်ဘေးကရေစင်ကမလျှော်ရသေးတဲ့ကျိုးပတ်နေတဲ့ပကံပြားတွေနဲ့ပြည့်နေပြီးရေမျက်နှာပြင်ပေါ်မှာအစိမ်းရောင်မှုလွှာတွေဖုံးနေတယ်ညီကိုများတေချာကြည့်ကြပါဒါက Lady Boss ပြောတဲ့ထိတ်တန်းတော်ရိုင်းတရိတ်ဆန်စွပ်ပြုတ်ပါပဲဒါကဘလောက်ကြာပြီးမှမသိတဲ့ပုတ်တိုးနေတဲ့ဝတ်သားဆွေးကြီးပါဒါကလှုပ်ဝက်လုပ်ငန်းတင်မဟုတ်ဘူးအမျက်တွက်လူတက်မှုပဲဒီအိယာခင်းတွေကိုကြည်စမ်းပါအဝါရောင်စီးစွန်းတွေနဲ့အမဲရောင်ခြေရာတွေရှိနေတယ်အိမ်သားရီကနောက်ကြည့်နေပြီးရိုးစိတ်နေတယ်ဒါကခွေးအိမ်ပါပြီးတော့ပိုင်ရှင်ကတညကိုရာပေါင်းများစွာကောက်ရဲတယ်ငါတို့ကိုတော့နူးညံ့တဲ့မာစတာလေးတွေလို့ခေါ်သေးတယ်ဒီမှာဘာလာလောက်တာလဲဘသူကခမရတို့ကိုဝင်ခွင့်ပေးတာလဲထွက်သွားစမ်းထွက်သွားကြစမ်းနှလုံးသားမရှိတဲ့လူယုံမာတွေခမရနဲ့ခမရခင်မုန်းဒီမှာထောင်ချနိုင်ပါလေငါဘယ်ထောင်ချเสียရလို့လဲမင်းကိုရိုက်တတ်မယ်ဟေးမရိုက်နဲ့တော့ငါတိုက်ရိုက်ထုတ်လွှင့်နေတာအားလုံးကြည့်နေကြတယ်မရိုက်နဲ့တော့ရှက်เสียကောင်းတဲ့ကောင်မားငယ်ဝယ်လာတဲ့အသွာလာတွေအလုတ်ဖြစ်နေပြီတိတ်နဲ့ချီတဲ့မျက်စိတွေကဒါကိုကြည့်နေကြတယ်ဒီလိုတော့ဖုံးကွယ်လို့မရတော့ဘူးဖုံးကွယ်လို့မရယုံတင်မကဘူးမြို့ရဲ့စီကံထိမ့်သိမ်းရေးဟော့လိုင်းမှာလဲအင်တာနက်သုံးစွဲသူတွေရဲ့ဖုန်းခေါ်ဆိုမှုတွေနဲ့ပြည့်နှက်နေတယ်တနိုင်ငံလုံးအင်တာနက်ပေါ်မှာလူထုရဲ့ဒေါသကိုနှိုးဆော်ခဲ့တဲ့အစားအသောက်ဘေးကင်းလုံခြုံရေးဖြစ်ရတဲ့တစ်ခုအတွက်တရားဝင်တုံ့ပြန်ခြင်းကအလုံးမြန်ဆန်လိမ့်မယ်တေးချပါတယ်10မိနစ်တောင်မပြည့်ခင်မှာဓာတ်ရိုက်ထုတ်လွှင့်မှုတွေကနေနားကွဲမတက်ဆိုင်ရန်တန်ကြီးထွက်ပေါ်လာတယ်ဒါကလူနာတင်ကားမဟုတ်ဘဲရဲကားနဲ့ဥပဒေစိုးမိုးရေးရင်တစည်းဖြစ်တယ်ငါတို့ကပူးပေါင်းဥပဒေစိုးမိုးရေးစစ်ဆေးရေးအဖွဲ့ဖြစ်ပါတယ်အခုတရားဝင်စစ်ဆေးမှုကိုစတင်နေပါပြီနားလည်မှုလွဲတာပါအကိုကြီးဒါအားလုံးနားလည်မှုလွဲတာပါဒီပါဝင်ပစ္စည်းတွေကိုကိုယ့်အတွက်တင်ထားတာပါသူတို့ကိုမပေးခဲ့ပါဘူးဥပဒေစိုးမိုးရေးအရာရှိတွေကပုတ်တိုးနေတဲ့အသားတွေနဲ့ပြည့်နေတဲ့အမဲရောင်ပုံကြီးစီကိုရှောက်သွားပြီးတစ်ချက်ကြည့်ကမျက်ခုံးတွေတင်းတင်းကြပ်ကြပ်တွန့်သွားကြတယ်ချက်ချင်းပဲဓာတ်ပုံရိုက်ကူးပြီးနမူနာတွေကောက်ယူကစစ်ဆေးဖို့ပို့လိုက်တယ်ခေါင်းဆောင်ကလက်ကိုဝေယံပြီးသူတို့ရဲ့ဝယ်ယူမှုမှတ်တမ်းနဲ့လုပ်ငန်းလိုင်စင်ကိုစစ်ဆေးခိုင်းတယ်9မိနစ်တောင်မပြည့်ခင်မှာစစ်ဆေးမှုရလဒ်တွေထွက်လာတယ်ကာဘတိန်ဝယ်ယူမှုမှတ်တမ်းမရှိဘူးအသားမှာတီးတန့်ကွာရန်တင်လက်မှတ်မရှိဘူးပြီးတော့တဲခုခန်းရဲ့ကျန်းမာရေးလိုင်စင်ကလွန်ခဲ့တဲ့6လကတည်းကတက်တန်းကုန်သွားပြီဒါကလိုင်စင်မရှိဘဲတရားမဝင်လုပ်ကင်နေတာပါအကိုကြီးဒဏ်ငွေပေးလို့ရမလားကျွန်တော်မှပတ်စံမရှိဘူးဒါပြင်းထန်တဲ့ရာဇဝတ်မှုဖြစ်တယ်ဥပဒေစိုးမိုးရေးကာဘာတိန်ကသူတို့ကိုအေးဆက်ဆက်ကြည့်ပြီးပြောတယ်အခုအားလုံးကိုချိတ်ပိတ်တော့မယ်အမှုနဲ့ပတ်သက်တဲ့ပစ္စည်းအားလုံးကိုချိတ်ပိတ်လိုက်ပြီးတဲခိုခန်းကိုပြင်ဆင်မှုတွေလုပ်ဖို့ချက်ချင်းလုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းဖို့အမိန့်ပေးခဲ့ကလူ2ဦးကိုစစ်ဆေးဖို့ပူတာယုံကိုခေါ်သွားခဲ့တယ်ရဲအရာရှိတွေကလူ2ဦးကိုနှစ်ဖက်ကနေတွဲခေါ်ထုတ်သွားစဉ်မှာအိုဆောက်ကထိုနေ့မိုးလွဲပိုင်းကမှသူချိုတင်မှာယူခဲ့တဲ့ဆိုင်းဘုတ်ကိုချက်ချင်းတွေ့လိုက်ရတဲ့အစစ်မြင့်စီးပွားရေး VIP လက်ခံရေး area ကုန်တင်ကားသမားများနဲ့ခွေးများဝင်ရောက်ခွင့်မပြုတောက်ပနေတဲ့အနီရောင်နဲ့အပြာရောင်ရဲမိအောက်မှာဆိုင်းဘုတ်ကကြီးမားတဲ့ပါချချက်တစ်ခုလိုထင်ရှားနေတယ်မိသားစုဝင်များတရားမျှတမှုကနောက်ကျကောင်းနောက်ကျနိုင်ပေမဲ့ဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ပါဘူးဒီမောင်မိဆိုင်ကဒီနေ့လုံးဝပြီးဆုံးသွားပါပြီသူတို့အခုထိအဖမ်းမခံရသေးပါဘူးရက်အနှဲငယ်ထောင်ကြမယ်အများဆုံးဒဏ်ငွေပေါ့သူတို့မှာပြီးတော့အရင်ကငါတို့စီကလိမ့်လေယူသွားတဲ့ပတ်စံတွေငါသူတို့ကိုဒေဝါလီခံစေခြင်းနဲ့3ရက်အကြာမှာစောက်ရက်တဲခုခန်းရဲ့တကားမှာအဖြက်ဖြက်နဲ့လက်ဝါးကတ်တိုင်တစ်စိမ့်နှစ်ခုရှိနေတယ်ကျုပ်လည်းမားငယ်နဲ့အတူပစ်ကတ်ကားကိုမောင်းပြီးလမ်းတစ်ဖက်ခြမ်းမှာရက်ထားတယ်မစ္စတာဟွမ်ကျုပ်ကိုရှင်းပြခွင့်ပေးပါဟာအဲ့ဒီအသားကတကယ်တော့ကျွန်တော်အတွက်မဆိုးပါဘူးအသားတီကကျွန်တော်ကိုလိန်သွားတာပါကျေးဇူးပြုပြီးတနာပါရဲစခန်းကိုသွားပြီးနားလည်မှုစာချွန်လွှာမှာလက်မှတ်ထိုးပေးပါမဟုတ်ရင်ကျွန်တော်နဲ့ကျွန်တော်ဇနီးတကယ်ထောင်ကျသွားပါလိမ့်မယ်ရှင်းပြပါကိုဝင်နဲ့တွားရှင်းပြပါမစ္စတာဆောက်ဒါကကျွန်တော်ရဲ့ဖောက်တီပြင်းထန်စွာအစားတောက်အစိတ်တင်မှုစေဘက်ဆိုင်ရာအစီရင်ခံစာနဲ့ခမရတို့တဲခုခန်းရဲ့တုံးဆွဲသူလိမ်လည်မှုတန်တရားနဲ့လိုင်စင်မရှိဘဲလုပ်ကင်မှုတို့နဲ့ပတ်သက်တဲ့တပ်တွေအထောက်အထားတွေဖြစ်ပါတယ်အခုခမရရှိမှလမ်းနှစ်ခုပဲရှိတော့တယ်လမ်းနှစ်ခုပထမတစ်ခုကတရားရုံးမှာရာဇဝတ်မှုနဲ့တရားမဝင်တရားစွဲဆိုမှုကိုချက်ချင်းတင်သွင်းမယ်
ခမားထောက်ပံ့ပေးတဲ့ပြဿနာရှိတဲ့ကြောက်တုံးရဲ့ပြင်းထန်မှုပေါ်မူတည်ပြီးအများဆုံးပြစ်ဒဏ်က3နှစ်ဖြစ်တယ်ဒုတိယတစ်ခုကတော့ကျွန်တော်ရဲ့ဖောက်သည်ရဲ့စေကူတာစရိတ်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုနဲ့လောက်ခလာစာဆုံးရှုံးမှုတွေအတွက်ကြော်ကြီးနဲ့တီးတက်ညှိနှိုင်းမယ်စုပေါင်းရွာ9သိန်းဖြစ်တယ်ပတ်စံကျွန်တော်အကောင့်ထဲရောက်တာနဲ့အမှုကိုချက်ချင်းပြန်ရုပ်သိမ်းပြီးနားလည်မှုစာချုပ်လာထုတ်ပေးမယ်စက်မှုနဲ့ကူးတန်းရောင်းဝယ်ရေးပြုလို့ကအုပ်ချုပ်ရေးတံငွေကိုပဲရင်ဆိုင်ရမှာဖြစ်ပြီးရာဇဝတ်မှုတာဝန်မရှိတော့ပါဘူးရွာ9သိန်းလားအလွန်အကျွံပဲနည်းနည်းပဲစားပြီးရွာ9သိန်းလိုချင်တာလားခမားကတထေးကြီးဟန်ဆောင်နေတဲ့အင်တာနက်နာမည်ကျော်ငယ်လေးတယောက်ပဲလေငါ့ကိုဘသူကတထေးကြီးလို့ပြောလဲငါအဖေကအွန်လိုင်းမှာမှောင်မီဆိုင်တွေကိုတီးတန့်ရိုက်ကူးတဲ့စက်ထရီမာတယောက်ပဲလေခမားတို့ဆိုင်သားအလွန်မင်းညစ်ပတ်နေတာမဟုတ်ရင်ခမားကငါ့ကိုယူဖို့ပတ်စံပေးရမှာခမားတောင်းဆိုရင်တော့ငါလာမှာမဟုတ်ဘူးခမားက Greenfield Resort ကိုစစ်ဆေးတဲ့အဆင့်မြင့်အရာရှိလည်းမဟုတ်ဘူးငါမှယင်းနှိမ့်မြုပ်နှံမှုရောက်လာတဲ့ချမ်းသာတဲ့ဒုတိယမျိုးဆက်ယင်းနှိမ့်မြုပ်နှံသူလည်းမဟုတ်ဘူးဘာယင်းနှိမ့်မြုပ်နှံမှုအကြောင်းပြောနေတာလဲအိမ်မက်မမက်နဲ့ကားငှားဖို့တရက်ကိုရွာ2000လိုတယ်စကားမများနဲ့ရွာ9သိန်းတပြားမှမလျှော့ဘူးဒီနေ့ညနေ9နာရီမတိုင်ခင်ပတ်စံမရရင်အားလုံးတရားရုံးမှာတွေ့ကြမယ်မျက်စိကန်းနဲ့အတုံးမကျတဲ့အမိုက်ကောင်ဝက်အုံနောက်နဲ့ကောင်လီရဲ့ကားတန်းကိုမောင်းထုတ်ခဲ့ပြီးသူ့ကိုဆင်းရဲသားလို့ခေါ်ခဲ့တယ်သူကငါတို့ကိုတလကိုရွာတောင်းနဲ့ချီပြီးပုံမှန်ပေးနေတာခမားကသူ့ကိုညစ်ပတ်တယ်လို့ထင်ခဲ့တယ်အဲ့ဒီအသက်ရှင်တဲ့ဘီလူးတွေကိုသွားဆခဲ့ရတယ်အခုဘာဖြစ်သွားလဲကြည်စံရွာ9သိန်းခမားကိုရောင်းစားရင်တော့ရွာ9သိန်းမစုနိုင်ဘူးအခုကြတော့ကိုအပြစ်တင်နေတာလားအဲ့ဒီတုန်းကဘသူကလက်ခုပ်တီးပြီးအားပေးခဲ့တာလဲကုန်တင်ကားသမားကိုအစောကြီးကတည်းကနှင်ထုတ်ခဲ့တဲ့နယ်လို့ငါတို့ပြောတော့ကဝက်တီတွေရောင်းဖို့သဘောတူခဲ့တာဘသူလဲမင်းကိုရိုက်တတ်မယ်ကန်ဆိုးစီတဲ့ကောင်ဝန်ကျွေးဟွာလုံးဝပြိုလဲသွားပြီးအိုဆောက်စီကိုခုံတက်ကကုတ်ချစ်ပြီးကြိုက်ခဲတယ်အိုဆောက်လဲနောက်မဆုတ်ပဲသူ့ကိုလှန်ချလိုက်ကဖိထားပြီးတောက်လျှောက်ထိုးနှက်တယ်လင်မယားနှစ်ယောက်တဲခိုခန်းရှိကရွှတ်မြေပြင်မှာယူသွနေတဲ့ခွေးနှစ်ကောင်လိုကွဲထွက်ပြီးလူးလဲနေကြတယ်ဝန်ကျွေးဟွာရဲ့ LV အတူဝစ်စုံကအဆုတ်ဆုတ်ဖြစ်သွားပြီးအိုဆောက်ရဲ့မျက်နှာကရွှွတ်နဲ့သွေးတွေဖုံးနေတယ်လီကိုကြီးဒီခွေးကြိုက်ခွေးရှိုးပွဲကတကယ်စိတ်လှုပ်ရှားစရာပဲရွာ9သိန်းအိုဆောက်ဒီတခါအရာရာဆုံးရှုံးသွားပြီးစားစရာတော့မလောက်တော့ဘူးဒီပတ်စံပမာဏကသူ့ကိုတေးစီလောက်အောင်မများပါဘူးညီကိုများအိုဆောက်အခုဘလောက်တနာစရာကောင်းလဲဆိုတာမသိကြပါဘူးထောင်မကြအောင်လို့စောက်ကတဲခိုခန်းထဲမှာရှိသမျှအကုန်ရောင်းလိုက်ရတယ်ဟာရွာ9သိန်းစုမိရဲ့လားမလောက်ဘူးစက်မှုနဲ့ကူးတန်းရောင်းဝယ်ရေးပြုလို့ကရွာ2သိန်းဒဏ်ငွေရိုက်လိုက်တယ်အိုဆောက်စုဆောင်းထားတာတွေအကုန်ထုတ်သုံးတယ်ဝန်ကျွေးဟွာရဲ့လက်ဘက်ကရွှေတုဆွဲကြိုးကိုတောင်ပေါင်လိုက်ရတယ်3သိန်းလိုနေသေးတယ်ဒီကောင်ဘကသွားစရာလမ်းမရှိတော့ပဲခရိုင်မျိုးကိုသွားပြီးမြေအောက်ချင်းငွေအထူးပြုတဲ့ငွေကြေးကုမ္ပဏီတစ်ခုကိုရှာတွေ့ခဲ့တယ်သူ့ရဲ့အိမ်ဟောင်းကိုပေါင်နှံပြီးစာချုပ်နှစ်ထပ်ချုပ်ဆိုခဲ့တယ်မနေ့ကပဲအဲ့ဒီရွှေစပင်နဲ့ကောင်စီကိုပတ်စံလွှဲပေးလိုက်တယ်ဒါကြောင့်ဒီတစ်ခါတော့သူ့အသက်ကိုကယ်တင်နိုင်ခဲ့ပြီးနားလည်မှုစာချုပ်လွှာရခဲ့ကထောင်ဒဏ်ကနေရှောင်ရှားနိုင်ခဲ့တယ်ခံထိုက်ပါတယ်ဒါကိုတကယ်လက်တွေ့ဘဝရဲ့လက်တုပ်ပြန်မှုလို့ခေါ်တယ်ညီကိုများအိုဆောက်ကအခုပတ်စံတပြားမှမရှိတော့ပဲအတိုးနှုံမြင့်နဲ့ချင်းငွေတွေနဲ့ဝင်ထုတ်ဝင်ပိုးဖြစ်နေပြီဟာဒီလိုလူမျိုးကဒီအတိုင်းလွတ်ပေးမှာမဟုတ်ဘူးနောက်တနေ့ညနေမှာမြို့ပေါ်မှာမိုးဖွဲကြလာတယ်မနှက်ဖြန်အတွက်လိုအပ်တဲ့ဝတ်စုံကိုယူဖို့မြို့လေကအချုပ်ဆိုင်ကိုသွားခဲ့တယ်အပြန်လမ်းမှာကြော်တရားတစ်စင်းကိုဖြတ်လာတယ်အနီရောက်မီးပွင့်လာတာနဲ့စီးပြကူးလို့ရှိမှကားကိုရက်လိုက်တယ်ကြော်တရားအောက်မှာညစ်ပတ်နေတဲ့လူ2ဦးအတူတကွကွေးနေကြတာကိုတွေ့လိုက်ရတယ်ကားမှန်ကိုနည်းနည်းချလိုက်တယ်အေးမြတဲ့လေနဲ့မိုးရေတွေရောနှောပြီးဝင်လာကကြော်တရားအောက်ကအတန်တွေကိုကားထဲအထိတည်ဆောင်လာတယ်အိုဆောက်နဲ့ဝန်ကျွေးဟွာဖြစ်နေတယ်သူတို့ကကောက်ယူလာတဲ့စုပ်ပြက်နေတဲ့အိတ်တွေနဲ့ပတ်ထားပြီးအေးဆက်လို့တုံနေကြတယ်အိုဆောက်ကလက်ထဲမှာမာကြောနေတဲ့အခိုးငွေမရှိတဲ့ရေနွေးပေါင်းမှုတဝက်ကိုတင်းတင်းဆုပ်ကင်ထားတယ်ဝန်ကျွေးဟွာကကွန်ကရစ်တိုင်ကိုမိနေပြီးသူ့ရဲ့မျက်လုံးတွေကမှိုင်းနေတယ်အဲ့ဒီအချိန်မှာပဲကြော်တရားတစ်ဖက်ကရှော့ပင်းမော်အဆောက်အုံပေါ်ကကြီးမားတဲ့ LED စကရင်ကြီးကချက်ချင်းလင်းလာပြီးအလွန်ထိတ်လန့်စရာကောင်းတဲ့ကြောညတစ်ခုကိုပြသနေတယ်။နှက်ဆိုင်တဲ့ဘာရီတုံးအတန်တစ်ခုကလမ်းစုံလမ်းခွတစ်ခုလုံးမှာပဲ့တင်ထက်သွားတဲ့ Greenfield Resort မနှက်ဖြန်ဖွင့်လှစ်တော်မူဇနီးကြည်စံ Greenfield Resort မနှက်ဖြန်ဖွင့်တော်မယ်ဖွင့်တာနဲ့ငါတို့နဲ့ပါဆိုင်တယ်စားစရာတော့မရှိတော့တာကိုဘယ်လိုလုပ်မဆိုင်ပဲနေမလဲဒါကြီးမားတဲ့စီမံကိန်းတစ်ခုမြို့ရဲ့အကြီးဆုံးစီမံကိန်းပဲသူတို့ logistic မိတ်ဖက်ရှာနေကြတယ်မနှက်ဖြန်ဖွင့်ပွဲကိုခိုးဝင်သွားနိုင်ပြီးသူတို့ရဲ့တထေးကြီးကိုရှာတွေ့ကဒူးထောက်ပြီးတောင်းပန်နိုင်ရင်သူ့လက်ကြားကထွက်လာတဲ့ပတ်စံနှဲငယ်လေးနဲ့တဲ့အတိုးနှုံမြင့်တဲ့ချင်းငွေတွေကိုဆက်ပြီးအစကနေပြန်ဆနိုင်လိမ့်မယ်ဒါပေမဲ့ပင်မတကားကိုတောင်ဝင်လို့မရဘူးဝင်ရင်တော့မနှက်ဖြန်အခြေအနေကရှုပ်ပွားနေလိမ့်မယ်နောက်ဖေးပေါက်ကနေခိုးဝင်ကြမယ်ဒါငါတို့ရဲ့နောက်ဆုံးခွင့်ရေးပဲတထေးကြီးရဲ့ကောင်းမွန်တဲ့ဘက်ကိုရောက်သွားနိုင်ရင်ငါစောက်ကသူ့ဘဝကိုပြောင်းလဲနိုင်မယ်တထေးကြီးရဲ့အင်ဂျီဆောက်ကိုတွေ့ကပ်နိုင်မယ်လို့ထင်နေတယ်ကောင်းပြီမနှက်ဖြန်ကြရင်မင်းရဲ့ဆန္ဒအတိုင်းတွေ့ကပ်ခွင့်ပေးမယ်နောက်တစ်နေ့မနက်မှာရာသီဥတုတန့်ရှင်းသွားပြီးကောင်းကင်ကတိမ်ကင်းစင်က Greenfield Resort ရဲ့ဖွင့်ပွဲအခမ်းအနားကအလွန်ဇိမ်ခံဆန်းပြနေတယ်အမျိုးသားလမ်းမကြီးအဝင်ဝါကနေ Resort ရဲ့ပင်မအဆောက်အုံထိကီလိုမီတာနှစ်ရှည်နီအောင်ကာဘတ်တိတ်ကြီးခင်းထားတယ်ကုမ္ပဏီမျိုးမျိုးကပန်းချင်းတွေကလမ်းရဲ့နှစ်ဖက်စလုံးမှာတန်းစီနေပြီး Your Strikes ဗင်တလီနဲ့မေဘက်ကားတွေကကားပါကင်မှာတန်းစီနေကြတယ်မြို့တော်အရာရှိတွေနာမည်ကျော်တွေနဲ့ယင်းနှမြုံနှံသူတွေတယောက်ပြီးတယောက်ဝင်ရောက်လာကြတယ် Resort ရဲ့ထိတ်ဆုံးထက်ကဥက္ကဋ္ဌရဲ့အနားယူခန်းမှာရပ်ပြီးကျမ်းပြင်ကနေအထီးရှိတဲ့ပြတင်းပေါက်ပြင်ပကကြီးကျယ်ခမ်းနားတဲ့မြင်ကွင်းကိုကြည့်နေတယ်ဇနီးဖြစ်သူလာပြီးကျွန်တော်ရဲ့လက်စည်းကိုတက်ရက်အောင်လုပ်ပေးတယ်အစင်သင့်ဖြစ်ပြီလားမစ္စတာလီအောက်ကိုဆင်းပြီးကျွန်တော်တို့ရဲ့မိဟောင်းဆွေဟောင်းတွေကိုတွေ့ကြစို့ဓာတ်လေကားတကားပွင့်လာတဲ့အခါမှာဓာတ်လေကားကနေထွက်လာပြီးလေးလံနဲ့နီအောင်ကားပါတိတ်ပေါ်ကိုဘေးချင်းရှင်ပြီးရှောက်သွားစဉ်မှာ
ဖလက်ရှ်မီတွေအများကြီးပွင့်လာတယ်အရာရှိတွေနဲ့ကိုရန်တော်တွေဝင်ရန်ထားရင်းကပတိတ်ရဲ့အဆုံးမှာရှိတဲ့ဗဟိုနေရာကိုတန်းတက်သွားကြတယ်ခမရတို့နှစ်ယောက်ချက်ချင်းထွက်သွားကြပါဒါပုဂ္ဂလိကဖွင့်ပွဲအခမ်းအနားပါဖိတ်စာမပါဘဲမဝင်ရဘူးဟေးမတွန်းနဲ့ဟေးအကိုကြီးချွင်းချက်တစ်ခုလုပ်ပေးပါကျွန်တော်တို့ကခမရတို့ boss နဲ့လုပ်ငန်းကြီးဆွေးနွေးဖို့လာတာပါကျွန်တော်တို့မှာ logistic ကားရန်ရှိတယ် resort ကိုထောက်ပံ့ပေးနိုင်တယ်ဘာမှထောက်ပံ့လို့ရမယ်လို့ထင်နေတာလားဒီကနေ့မျိုးရဲ့ထိတ်တန်းအရာရှိတွေနဲ့ယင်းနှိမ့်နှံသူတွေရောက်နေကြတယ်မင်းတို့အဆင်ပြေအောင်လုပ်နိုင်မလားအကိုကြီးကျေးဇူးပြုပြီးကျွန်တော်တို့တကယ်အကြက်တဲဖြစ်နေပါပြီ boss ကိုတစ်ခါတော့တွေ့ခွင့်ပေးပါကျေးဇူးပြုပြီးရဲတွေခေါ်တယ်သူ့ကိုဒူးထောက်ခဲ့တယ်အိုးဆောက်ရုံးကန်နေရပြီးသူ့ရဲ့ဖက်နှက်တစ်ဖက်တောင်ကျွတ်ထွက်သွားတယ်သူ့အသက်ကိုကယ်တင်နိုင်မဲ့တထေးကြီးကိုရှာတွေ့ဖို့လူအုပ်ကြီးကိုစိတ်ပြက်လက်ပြက်နဲ့လှည့်ကြည့်တယ်ရုတ်တရက်သူ့ရဲ့အကြည့်တွေကလူအုပ်ကြီးကိုဖောက်ထွင်းပြီးနီးအောင်ကာပတိတ်ရဲ့အဆုံးမှာရှိတဲ့ကျုပ်ပေါ်ကိုကြားရောက်လာတယ်အိုလီမင်္ဂလာပါအိုလီမင်းစင်းရဲတဲ့ကုန်တင်ကားသမားဒီလိုအဆင့်မြင့်တဲ့နေရာကိုဘလို့ရဲပြီးခိုးဝင်လာတာလဲလုံခြုံရေးတွေမျက်စိကန်းနေတာလားဘာလို့ငါတို့ကိုဖမ်းနေတာလဲဘာလို့သူ့ကိုဖမ်းနေတာလဲသူကစင်းရဲတဲ့ကုန်တင်ကားသမားပဲလေယွမ်9000အငွေတောင်မပေးနိုင်ဘူးသူ့ကိုတဲခုခန်းကနေငါနှင်ထုတ်ခဲ့တာပြီးတော့အဲ့ဒီမိမကုန်တင်ကားသမားတွေအတွက်ထမင်းချက်ပေးတဲ့မျက်နှာဖြောတော့နဲ့မိမပဲလေသူတို့နှစ်ယောက်စားစရာနဲ့တောက်စရာတွေခိုးဖို့ရှုပ်ပွားနေချိန်မှာခိုးဝင်လာကြတာဖြစ်ရမယ်သူတို့ဝစ်စုံတွေကအသေးချာငှားလာတာဖြစ်ရမယ်သူတို့ကိုဖမ်းလိုက်ပါအိုလီဘာရီဟန်ဆောင်နေတာလဲဝစ်စုံပြောင်းလိုက်ရုံနဲ့ခမားစီကဒီဇယ်အနက်ထွက်တာကိုလူတွေမရတော့ဘူးလို့ထင်နေတာလားဒီကနေချက်ချင်းထွက်သွားစမ်းဒီတထေးကြီးရဲ့နေမြေကိုမညစ်ပတ်စေနဲ့ရက်လိုက်မစ္စတာကျန်းခမားအချိန်ကရောက်လာတာပဲစားစရာနဲ့တောက်စရာတွေခိုးဖို့ခိုးဝင်လာတဲ့စင်းရဲသားနှစ်ယောက်ကိုဖမ်းမိတယ်သူတို့ကကုန်တင်ကားသမားတွေအရန်ညစ်ပတ်တယ်ဒီကနေထွက်သွားစမ်းမစ္စတာလီကျွန်တော်တောင်းပန်ပါတယ်လုံခြုံရေးအလုပ်မကောင်းတာပါဒီလူနှစ်ယောက်ကခမားကိုအနှောက်အယှက်ပေးမိသေးလားကျွန်တော်သူတို့ကိုချက်ချင်းကင်တွယ်မယ်သူ့ကိုဘလို့ခေါ်လိုက်တာလဲခမားကိုဘယ်သူလို့ထင်နေလို့ဒီလိုអော်ရဲတာလဲဒါကကျွန်တော်တို့ရဲ့ဂရင်ရော့ရီဆော့ရဲ့တခုလေးတော့လက်ချစ်စတဲ့ကိုယ်စလဲဖြစ်တယ်မစ္စတာလီကကျုပ်ကိုကြည့်ပြီးတော့ဇနီးကိုကြည့်လိုက်တယ်ရုတ်တရက်လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းကဖြစ်ပျက်ခဲ့သမျှအရာရာကသူ့ရဲ့တစ်ကြားသည့်အရွယ်အုံနောက်ထဲမှာဖြတ်ပြေးသွားတဲ့အင်တာနက်နာမည်ကျော်တွေရဲ့ဈေးဝယ်ခီးစဉ်ပောက်ကွဲထွက်နေတဲ့လူကြိုက်များတဲ့အကြောင်းအရာတွေရုတ်တရက်စစ်ဆေးမှုတောင်းဆိုထားတဲ့ယွမ်9သိန်းအားလုံးအစုံမှာသူ့ရဲ့အုံနောက်ထဲမှာချိတ်ဆက်သွားတယ်ခမားလောက်တာပဲအဲ့ဒီအင်တာနက်နာမည်ကျော်တွေကိုရှာတွေ့ခဲ့တာခမားပဲအဲ့ဒီလူကြိုက်များတဲ့အကြောင်းအရာတွေကိုဝယ်ခဲ့တာခမားပဲခမားအစကတည်းကသိနေတာပဲဒီရီဆော့ကခမားဇနီးပိုင်တာပဲအခုသူနားလဲသွားပြီပိုဆောက်ငါမှာအခွင့်အရေးတစ်ခုပေးခဲ့တယ်အဲ့ဒီညကငါရဲ့အငွေကိုပြန်ပေးလိုက်ရင်ငါတို့အတီးတီးလန်းခွဲလို့ရခဲ့တယ်ဒါပေမဲ့ခမားကအဲ့ဒီဆိုင်ဘုတ်ကိုစက်တက်ဖို့အတင်းလုပ်ခဲ့တာငါတို့ဖျားတွေကိုစော်ကားမိသွားပြီငါတို့မျက်စိကန်းသွားခဲ့ပြီထိတ်တန်းအရာရှိများနဲ့ဧည့်သည်တော်များခမား Greenfield Resort ရဲ့ဖွင့်ပွဲအခမ်းအနားမှာကြိုဆိုပါတယ်ဒီအခါသမယမှာကျွန်တော်ဘေးမှာရက်နေတဲ့ Mr. Lee ကိုတရားဝင်မိတ်ဆက်ပေးခြင်းပါတယ်သူကကျွန်တော်ရဲ့ခင်မွန်းတင်မကပဲ Greenfield Resort ရဲ့တခုလေးတော့ Logistic Manager လည်းဖြစ်ပါတယ်အနာဂတ်မှာ Resort အတွက်ပစ္စည်းတည်ယူပို့ဆောင်ရေးအားလုံးကိုသူ့ရဲ့ကားရန်ကကင်တွယ်သွားမှာဖြစ်ပါတယ်ဒီလူနဲ့ပတ်သက်ပြီးတော့သူ့နာမည်ကဇောက်ဖူကန်ဖြစ်ပါတယ်အမျိုးသားလမ်းမကြီးဘေးမှာမှောက်မြစ်တဲခုခန်းတစ်ခုကိုလောက်ကင်နေပါတယ်သူကပုတ်တိုးနေတဲ့ပါဝင်ပစ္စည်းတွေကိုအသုံးပြုပြီးဖောက်တယ်တွေကိုထိခိုက်စေရုံတင်မကပဲသူ့ရဲ့စရိုက်ကလည်းအလွန်ဆိုးရွားပါတယ်လွန်ခဲ့တဲ့ရက်အနည်းငယ်ကချမ်းသာတဲ့ဒုတိယမျိုးဆက်လူငယ်တွေရဲ့မျက်နှာသာပေးမှုကိုခံရဖို့အတွက်သူ့ရဲ့တဲခုခန်းရှိမှာဆိုင်းဘုတ်တစ်ခုထောင်ခဲ့တယ်ကုန်တင်ကားသမားများနဲ့ခွေးများဝင်ရောက်ခွင့်မပြု Greenfield အုပ်စုကအလုသမားလူဒန်းစားရဲ့ဂုဏ်သိက္ခာကိုနင်းချေတဲ့ဘလို့အပြုမှုမျိုးကိုမှဘယ်တော့မှခွင့်ပြုမှာမဟုတ်ပါဘူးဒီကနေ့မှာတော့ Greenfield အုပ်စုအောက်မှာရှိတဲ့လုပ်ငန်းတွေနဲ့မိဖက်တွေအားလုံးကဒီလူနဲ့ဘလို့ပုံစံနဲ့မှရန်သူမဖြစ်တော့ဘူးလို့ကြတရားဝင်ကြေညာပါတယ်သူနဲ့ဘယ်တော့မှပူးပေါင်းဆောင်ရွက်မှာမဟုတ်ပါဘူးကျွန်တော်တို့ကုမ္ပဏီကလည်းဒီလိုလူယုံမှမျိုးကိုအမဲစရင်တွင်းသွားမှာဖြစ်ပါတယ်နေရန်တစ်ခုပြိုလဲသွားတဲ့အခါလူတိုင်းကတွန်းချကြတယ်တမိနစ်အတွင်းမှာပဲမြို့ပေါ်မှာအိုဆောက်ရဲ့နောက်ဆုံးအသက်ရှင်ရပ်တည်နိုင်ရေးလမ်းကြောင်းကလုံးဝပိတ်ဆို့သွားခဲ့တယ်အိုဆောက်ကမြေကြီးပေါ်မှာဒူးထောက်ချလိုက်ပြီးပတ်ဝန်းကျင်ကပုံမိုကျဲလောင်လာတဲ့အမဲစရင်သွင်းမှုကြေညာချက်တွေကိုနားထောင်ရင်းလုံးဝပြိုလဲသွားတယ်လုံခြုံရေးတွေတားဆီးနေတာကိုမငဲ့ပဲကျုပ်ပေးကိုပြေးလာပြီးမှပဲကျမ်းပြင်ပေါ်ကိုခေါင်းနဲ့ပြင်းထန်စွာဆောင်းချလိုက်တယ်လီကိုကြီးစာကျွန်တော်မှားပါတယ်တကယ်မှားသွားပါပြီလောဘကြောင့်မျက်စိကန်းသွားခဲ့တာပါလူတွေကိုနှိမ်ခဲ့မိပါတယ်ကျေးဇူးပြုပြီးလွန်ခဲ့တဲ့3နှစ်အတွင်းမှာညီကိုတွေအတွက်ရေနွေးကြိုပေးခဲ့တာကိုထောက်ထားပြီးလမ်းတစ်ခုလောက်ဖယ်ပေးပါငွေတိုးချေးသမားတွေမနှက်ဖြန်ကျွန်တော်အိမ်ကိုရောက်လာတော့မှာပါကျေးဇူးပြုပြီးတနာပါ Boss Lee ခမရဲ့ယွမ်9000အငွေကိုပြန်ပေးပါမယ်နှစ်ဆတောင်ပေးပါမယ်ကျေးဇူးပြုပြီးတနာပြီးစားစရာဓမ္မဖလောက်ပေးပါခမတို့ရဲ့ကားတန်းစီကနေဝင်ပေါက်ကြီးယွမ်2000ကိုဖျက်တောက်ဖို့စူးစမ်းခဲ့ချိန်ကတည်းကကျွန်တော်တို့ရဲ့3နှစ်တာမိတ်ဆွေဖွဲ့မှုကပြီးဆုံးသွားခဲ့ပြီးအဲ့ဒီယွမ်9000အငွေနဲ့ပတ်သက်ပြီးအဲ့ဒီတုန်းကပြောခဲ့တာကတော့ခမအတွက်ခေါင်းတလားဝယ်ဖို့တင်ထားမယ်လို့ပြောခဲ့တာပဲခေါင်းကိုမောလိုက်ပြီးတကားဝမှာရက်လိုက်တယ်မားငယ်ကလက်ဝဲရံပြပြီးစိတ်လှုပ်ရှားစွာပြုံးလိုက်ကခမ်းမထဲကနေလှည့်ထွက်ပြေးသွားတယ်တဝက်တစ်ပြက်မပြည့်ခင်မှာပဲလေးလံနဲ့ရှင်စွန်းနေတဲ့တစ်သားပြားကြီးကိုဆွဲပြီးပြန်ပြေးလာတယ်ဘန်းမားငယ်ကတစ်သားပြားကိုအိုဆောက်ရှိမှလေးလံစွာပစ်ချလိုက်တယ်ရွှေစာလုံးပါတဲ့အနီရောင်ဆိုင်းပုတ်မှာရေးထားတာကတော့အစစ်မြင့်စီးပွားရေး VIP လက်ခံရေး area ကုန်တင်ကားသမားများနဲ့ခွေးများဝင်ရောက်ခွင့်မပြု
အိုဆောက်ကသူကိုယ်တိုင်ရိုက်ထည့်ခဲ့တဲ့ဆိုင်းဘုတ်ကိုတုံရီစွာနဲ့စိုက်ကြည့်နေတယ်ညီကိုတွေကိုပြောခဲ့တာကဒီဆိုင်းဘုတ်ကိုဖျက်ဆီးတာကမင်းကိုလွတ်မြောက်စေဖို့လို့ပြောခဲ့တာပဲအခုတထေးကြီးရဲ့မျက်နှာသားပေးမှုကိုလိုချင်တာလားဒီဆိုင်းဘုတ်ကိုလျက်ပြီးတန်ရှင်းအောင်လုပ်လိုက်ပြီးတော့ဒါကိုယူပြီးဒီမျိုးကနေထွက်သွားလိုက်တော့ယူသွားလိုက်တော့ကျွန်တော်မှားပါတယ်မစ္စတာလီမင်္ဂလာအချိန်ရောက်ရှိလာပါပြီဖဲကျိုးဖြတ်ပွဲခမ်းနားစတင်တော့မှာဖြစ်ပါတယ်ညီကိုများလာကြပြီးဖဲကျိုးဖြတ်ကြစို့ဟာသွားကြစို့ဒီကနေ့တော့လီအကိုကြီးကတကယ်အရေးသွေးမြင့်ပင်လယ်စာတွေနဲ့ကျွေးမွေးမှာဖြစ်ပါတယ်